ကိုအောင်တို့ဗီဒီယိုတင်တော့မယ်ဆိုရင်ကိုရဲ့ဗီဒီယိုကို90ရာခိုင်နှုန်းကအပြင်လူတွေကိုရောက်စေတဲ့အချက်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်အများစီကိုရောက်တဲ့အချက်ပေါ့နော်90ရာခိုင်နှုန်းအဲ့ဒါကအခုပုံမှာကိုအောင်ပြတာတဲ့အရာပေါ့နော်ဒီမှာကိုအောင်တို့ဗီဒီယိုတင်တော့မယ်ဆိုရင်အဲ့မှာစာတန်း2ခုရှိမယ်နော်မြင်း2ခုရှိမယ်အပေါ်ကကြတော့ကိုအောင်တို့အမိထည့်ရမယ်အောက်မှာကြတော့ကိုရဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာထည့်ရမှာနော်အခုဆိုရင်ကိုအောင်ရေးတာတဲ့အပေါ်မှာဆိုရင် Facebook CN ပေါ့နော်ဒါဆိုရင် Facebook CN လို့ကိုအောင်ရေးတာတဲ့အောက်မှာဆိုရင် Facebook CN မှာပင်အောင်ချိတ်တော့မယ်ဆိုရင်ဒီနေရာမှာဘာနံပါတ်ထည့်ရမလဲဆိုတာကိုရေးထားတယ်ပေါ့နော်ဒါကြောင့်မို့လို့အဲ့ဒီမြင်းနှစ်ခုကြတော့အပေါ်ကဆိုရင်တော့စာလုံး200ကျော်ပဲထည့်လို့ရတယ်အောက်မှာဆိုရင်တော့ကိုအောင်တို့ကြိုက်တဲ့လောက်ထည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့အရှိတော့မရေးနဲ့ပေါ့နော်ဒါကြောင့်မို့ကိုအောင်တို့အဲ့လိုမျိုး caption တက်လို့ရှိရင်နံပါတ်1အချက်ကတော့သူများတွေကိုရဲ့ဗီဒီယိုတွေ့လိုက်တာနဲ့သူတို့ကဒီအကြောင်းအရာကိုဖတ်လိုက်တာနဲ့သူတို့စိတ်ဝင်စားတယ်ဆိုရင်သူတို့ကြည့်တယ်ပေါ့နော်နောက်တစ်ချက်ကြတော့ကိုအောင်တို့အဲ့လိုမျိုး caption ရေးလို့ရှိရင်အဝါတွေဘာတွေမထိတော့ဘူးပေါ့နော်ဒီဗီဒီယိုတင်လိုက်လို့ရှိရင်ဒီဗီဒီယို quality နေရာမှာဝါတာမျိုးပေါ့နော်အဲ့ဒါကကိုအောင်တို့ caption မထည့်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ခုနောက်ပိုင်းအဲ့လိုမျိုးဝါတာပေါ့နော်ဒါကြောင့်မို့လူအစ်စ်လေးတွေမသိသေးတာဖြစ်တဲ့အတွက်ကြောင့်ဖြေပေးလိုက်ပြီဒါကြောင့်မို့အားလုံးပဲဒီထိနားလည်မယ်လို့မျှော်လင့်တယ်ကိုအောင်တို့ဗီဒီယိုတင်တော့မယ်ဆိုရင် caption ရေးဖို့လုံးဝမမေ့ပါနဲ့ကိုရဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော် hint chat တဲ့ဗီဒီယိုဆိုရင် hint chat တဲ့အကြောင်းအရာပေါ့နော်ကိုအောင်တို့ဘာ hint chat လဲစားကြမယ်မိတ်အဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်ရင်ကိုအောင်တို့ဟာတာနဲ့ပတ်သက်လို့ရှိရင်ဟာတာအကြောင်းအရာဒါမှမဟုတ်ကိုအောင်တို့ knowledge နဲ့ပတ်သက်လို့ရှိရင် knowledge အကြောင်းအရာပေါ့နော်အခုဆိုရင်ကိုအောင် CN နဲ့ပတ်သက်တာဖြစ်တဲ့အတွက်ကြောင့် CN လို့ရေးထားတယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုရဲ့ဒီဘယ်လိုပြောမလဲဆိုရင်ကိုရဲ့ဗီဒီယိုကစိတ်ဝင်စားတဲ့လူအုပ်စုကိုရောက်စေတာဖြစ်တဲ့အတွက်ကြောင့်ကိုအောင်တို့ caption တွေရေးမယ်ဆိုရင်လူတွေပို့ပြီးတော့စိတ်ဝင်စားတဲ့အမြင်ပိုင်းတွေပို့ပြီးတော့ပြန်တယ်ဒါကြောင့်မို့လို့လူအစ်စ်လေးတွေမသိသေးတာဖြစ်တဲ့အတွက်ကြောင့်ဖြေပေးလိုက်ပြီးအားလုံးပဲနောက်ထပ်ကိုအောင်တို့သိချင်တဲ့မိကုန်းတွေရှိတယ်ဆိုရင် comment အောက်မှာရေးလာပါနောက်ဗီဒီယိုမှာထပ်ဆောင်ကြ